ကျွန်တော်တို့မြန်မာနိုင်ငံမှာ230 volt 50 Hz AC power single phase စာမီးတွေနီးစနစ်နဲ့အိမ်သုံးကြပါတယ်အကြောင်းမျိုးကြောင့်မီးအားဆောင်တက်လို့ရှိရင်အိမ်သုံးပစ္စည်းတွေကုန်လောင်ကျွမ်းပျက်စီးကြပါတယ်အကြောင်းမျိုးကြောင့်မီးအားကျရင်လည်းပဲအလားတူထိခိုက်နိုင်ပါတယ်မီတာခန္ဓာရည်ထက်ပိုသုံးမိရင်လည်းမီတာလောင်ပါတယ်normal ထက်မီးအားတက်ရင်ကျရင်ဖြတ်ချပေးရတာကိုစိတ်ကက်လို့ခေါ်ပါတယ်သူကပိုအားကိုကြည်နေပြီးတော့ဖြတ်တာပေါ့နော်ဒီစိတ်ကက်ကတော့ over volt under volt ပြင် over current မှာကာကွယ်ပေးပါတယ်ဒီစိတ်ကက်က၃မျိုးကာကွယ်ပေးနိုင်တယ်ပေါ့နော်မိသမားတွေက main breaker ကို63 ampere နဲ့တက်ကြတယ် overload တနည်းအားဖြင့် over current ဖြစ်ရင်မဖြတ်ချနိုင်တော့ပါဘူးတကယ်ဆို30 ampere breaker ကို main breaker ဖြစ်တက်ဆင်တင်ပါတယ်အိမ်သုံးဖို့ဆိုရင်9800 watt တာမဏီတစ်လုံးသုံးပြတော့9800 watt အတွက်ဆိုရင် breaker site ကို30 ampere လောက်ထားတင်တာပေါ့နော်အများဆုံးခန္ဓာရည်တကယ်ဆို30 ampere breaker ကို main breaker ဖြစ်တက်ဆင်တင်ပါတယ်အများဆုံးခန္ဓာရည်30 ampere power meter တက်ထားသောအိမ်တရားဘေးကင်းလျက်စီးအများဆုံး24 ampere သာဆွဲယူရမှာဖြစ်ပါတယ်တအိမ်လုံးတစ်ပြိုင်နက်တည်းမီးသုံးလျင်လဲအများဆုံး9800 watt ထက်ကျော်လွန်လို့မရပါဘူးကျော်လွန်3မီလီယံတော့မီတာလောင်မှာပေါ့နော်အိမ်မှာယာယီမီးသုံးဆွဲလို့မရလောင်သွားခဲ့လို့ရှိရင်မီတာလောင်သွားခဲ့အိမ်မှာယာယီမီးသုံးဆွဲလို့မရတဲ့အပြင်ဥပဒေအရမီတာတန်ဖိုးကြီး3ဆရော်ကြီးအပြင်ဒဏ်ကြီးပါပေးဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့် overload ဖြစ်ရင်ဖြတ်ချမဲ့ VA protector မဖြစ်မနေသုံးရပါမယ်4000ဝန်းကျင်တဲ့အိမ်ကိုကာကွယ်နိုင်ပါတယ် breaker နဲ့တွဲသုံးရမှာဖြစ်ပါတယ်အားသာချက်ကတော့ circuit breaker ကမဖြတ်ချနိုင်ခဲ့ရင်တောင်မှသူကဖြတ်ချပေးတဲ့2ဆင့်ကန်3မျိုးကာကွယ်ရေးကရိယာ3မျိုးကာကွယ်ရေးပစ္စည်းဖြစ်ပါတယ်စတင်ချိန်နည်းလေးကိုပြောပြပေးပါမယ်မတည်ငြိမ်သောမီးအားဝင်မှာအချိန်နေရအတွက်ထပ်သွင်းတက်ချက်ပြီးတော့ under voltage ကို209 volt သူ့အောက်ကျရင်တော့အိမ်သုံးပစ္စည်းတွေနာမှာပေါ့ over voltage ကို239 volt သူ့ထက်ကျော်ရင်တော့electronic ပစ္စည်းတွေထိမှာ over current ကို24 ampere ဆိုတာဘေးကင်းတွက်ချက်မှုတွေအရာsafe ဖြစ်ဆုံးသောအများဆုံးသုံးသင့်တဲ့ ampere ပေါ့9800 watt 230 volt 9800 watt maximum အများဆုံး power သုံးဆွဲတဲ့အိမ်တစ်လုံးမှာပေါ့နော် over current ဟာ24 ampere ဘေးကင်းဆုံးဖြစ်ပါတယ်ပေါ့တက်ဆင်ပုံလေးရကြတော့ပုံနဲ့တစ်ခွက်ဒီလိုတော့ပြခြင်းပါတယ်ပုံနဲ့တစ်ခွက်တော့ပြခြင်းပါတယ်တက်တိုင်ကနေပြီးတော့230 volt 50 Hz line ကျိုး neutral ကျိုးဝင်လာတဲ့မီတာပေါက်တဲ့ကိုပေါ့မီတာရဲ့ခန္ဓာရည်က30 ampere maximum neutral ကနေ main breaker ကိုသွားတယ် main breaker 30 ampere main breaker line ကျိုးကလည်းသူ line ကျိုးတိုင်းသွားတယ်ပေါ့နော် neutral ကျိုးအဲ့ဒီမှာတက်တဲ့အခါမှာ VA protector လေးကိုလုံးနဲ့1 volt breaker တွေနဲ့ main breaker ရဲ့ဂျားထဲမှာသူကတက်တင်တယ်ပေါ့နော် main breaker ရဲ့ဂျားထဲမှာတက်တင်တယ်ပြီးတော့ neutral ပုံမှန် breaker တက်နေတဲ့အတိုင်းသူ့ရဲ့ output ကသူ့ရဲ့ input line ကျိုးသူ့ရဲ့ line ကျိုးအထွက်ကသူ့ရဲ့ line ကျိုးအဝင် VA protector ရဲ့ line ကျိုးဝင် main breaker ရဲ့ line ကျိုးအတွက်ဒီ VA protector ရဲ့ line ကျိုးဝင်မယ်main breaker ရဲ့ neutral အထွက်ဒီ VA protector ရဲ့ neutral ထဲကိုဝင်မယ်ပေါ့နော်ပြီးတော့မှဒါလင်း VA protector ကထွက်တဲ့ neutral ကို neutral က common neutral ဘာကိုသွားမယ်ပေါ့ common neutral ဘာကိုသွားမယ်VA protector ထွက်တဲ့ line ကတော့1 volt breaker တွေကိုသွားမယ်ပေါ့နော်အဲ့ဒီပုံစံတိုင်းတက်ဆင်လို့ရပါတယ်စက်တင်